အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လူငယ်အတက်ကိုထားပြီးတော့တိုက်ခတ်ထားပြောချင်ပါတယ်။ဘာပြောမှလဲဆိုတော့ကိုယ့်ရဲ့ဘဝကိုသူများတွေဖြစ်မြောက်နေတာတွေတွားကြည့်ပြီးတော့ငိုင်ပြီးတော့မဖြတ်တန်းနဲ့ပြီးရင်သူများရဲ့ပြဿနာတွေမှာမနေနဲ့ကိုယ့်ရဲ့ဘဝကိုသူများရဲ့ဘဝတွေမှာတွားပြီးမစည်းမျောလိုက်နဲ့ဆိုတာလေးကိုမှမှာချင်တယ် Don't ever spend your time watching othersသူတို့ကိုကြည့်ပြီးလေးလာတဲ့အပိုင်းအကြတပိုင်းအဲ့ဒါကကြောင့်ကိုယ့်အတွက်ကိုလေးလာသူတို့ကိုနဲ့မဆိုင်နေပေါ့နော်တခြားဥမာ social media မှာဆိုလဲအဲ့လိုပဲအညီအဟောက်တွေလားပွဲတွေမှာအချိန်မကုန်နဲ့ no ဒါကြတော့ပေါ့နော်ဘယ်သူတွေပြောချင်လဲဆိုကိုယ့်ရဲ့ဘဝကိုအကောင်းဆုံးတည်ဆောက်ခြင်းတဲ့လူငယ်လေးအတွက်ကိုပဲရည်ညွှန်းပါတယ်ဒါကြောင့်မို့လို့အဲ့ဒီ social media မှာပေါ့နော်တခြားလူတွေရဲ့ပွဲတွေတို့တခြားလူတွေအများကြီးစူးစမ်းနေတဲ့အရာတွေပေါ့နော်ကြည့်ပြီးတော့ငါအဲ့လိုမဖြစ်ဘူးငါနောက်ကျကျင်ခဲ့ပြီဆိုတဲ့ဟာတွေ never လုံးဝမတွေ့ပါနဲ့အဲ့လိုမျိုးတွေးနေရမယ့်အချိန်တွေမှာကိုယ့်ကိုယ်ပဲ focus လိုက်လူငယ်ဖြစ်နေရတဲ့အချိန်မှာပေါ့နော်ကိုယ့်ပြဿနာကိုရှာနေဖို့လိုတယ်ကိုယ့်ပြဿနာကိုရှာပြီးတော့ကိုယ့်အနေကိုအချိန်ကုန်နေဖို့အရေးကြီးတာlike သူများရဲ့ပေါ့နော်ကိစ္စတွေကိုဒါ maybe တကယ်ချင်းမဖြစ်ဘလို့လူပဲဖြစ်နေပေါ့နော်ဒါသူတို့အတွက်ကိုတွေးပေးရဲ့အပိုင်းတစ်ပိုင်းဒါတကယ်နာဒါပေမဲ့ကိုယ့်ဘဝတိုးတက်ရဲ့အပိုင်းအတွက်အချိန်တော်တော်များများကိုကိုယ့်အတွက်ကိုပဲစဉ်းစား selfish ဖြစ်ခိုင်းတာမဟုတ်ဘူးပေါ့နော်တခြားလူတွေလည်းကူညီရမယ့်အပိုင်းတွေရှင်ဒါကူညီရတစ်ပိုင်းဒါပေမဲ့အညီအဟောက်တွေကိုသူများပြဿနာတွေလိုက်ရှင်းပေးနေရတာတွေဒါအကူအညီပေးတာတစ်ပိုင်းနော်ဒါကိုယ်တိုင်လည်းဒါအရန်တော်တကယ်တော်တဲ့လူငယ်တွေဆိုရှင်ခွဲနိုင်တယ်ခွဲတတ်တယ် I trust you guys ပေါ့နော်လူငယ်မဟုတ်ပဲနဲ့လူလက်တွေလည်းဒါကြားတဲ့ message ကြားတဲ့စကားလေးတခုလည်းဖြစ်နေနိုင်တယ်ပေါ့နော်ဒါတကယ်ကတော့အသက်အရွယ်မရွေးပါမခွဲခြားထားပါဘူးဒါပေမဲ့အဓိကတော့လူငယ်တွေအတွက်ကိုရည်ညွှန်းတာပါကိုကသူများရဲ့ကြည့်ပြီးအားကြပြီးငေးနေရမယ့်အချိန်မဟုတ်ဘူးလူငယ်ဘဝကကိုယ့်ရဲ့အလုပ်ကိုကိုလုံးဆရာရှိတာကိုလုပ်နေရမယ့်အချိန်ဘသူတွေပါပဲကောင်းဘသူတွေကဘလို့တွေပဲစူးစမ်းနေပါစေဘလို့တွေထုတ်ပြနေပါစေကိုယ့်အတွက်ကိုပဲ invest လုပ်ကိုယ့်ဟာကိုပဲအာရုံထားသူတို့ဘာတွေလုပ်နေလဲဟာသူတို့ကဒါတွေလုပ်နေပြီငါလိုက်လုပ်ရမယ်သူတို့ကဒါတွေလုပ်နေပြီငါလိုက်မအောင်လုပ်ရမယ် no ကို flow နဲ့ကိုသွားကို flow နဲ့ကိုအကောင်ဆုံးသွားကိုကနေကိုအာရုံထားအဲ့ဒါလူငယ်တွေမှားစင်တာတချို့လူငယ်တွေကြတော့ဥမာ relationship ထားတယ်ကျန်တာမရှိဘူး relationship ထားပြီးတော့ဒီတခြားပေါ့နော်ကိုယ့်ရဲ့ partner ပေါ့နော်ကောင်းလေးဖြစ်ဖြစ်ကောင်းမလေးဖြစ်ဖြစ်ဒီအရာပေါ်မှာကိုကအများကြီးပုံအပ်လိုက်လို့ရှိရင်ကိုယ့်အတွက်ကို space မကျန်တော့နေရာလည်းမကျန်တော့အချိန်ပေးကြတယ်မကျန်တော့သူနဲ့ပတ်သက်တဲ့အရာတွေအများကြီးကိုကတစ်ချိန်လုံးတွေးနေမိတယ် life partner ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့အတွက်ကိုတွေးပေးရဲဂရုစိုက်ပေးရဲဆိုတာကတပိုင်းနော်သူ့ဟာနဲ့သူ boundary ရှိတယ်ကိုသိပါလိမ့်မယ်ဒါလူငယ်အကောင်းဆုံးကိုအကောင်းဆုံးသိကြပါလိမ့်မယ်သူ့အပေါ်မှာအများကြီး focus တွေအကုန်လုံးသူ့ကိုပဲပေးထားမိရတယ်ဖြစ်တတ်တယ်ဆိုတော့ balance ပေါ့နော်ကိုကအများကြီးနောက်ကျကျန်ခဲ့မှလည်းစိတ်ပူစရာမလိုကိုကသူတို့လောက်မတော်မှသူတို့လောက်မစူးစမ်းနိုင်ပါလေသူတို့ကိုကြည့်ပြီးတော့သူတို့လုံငါလုံးလုံနိုင်ပါမလားဆိုပြီးတော့ကို self doubt ဖြစ်နေစရာအကြောင်းလုံးဝမရှိပါဘူးအဓိကအဲ့ဒီဟာတွေကိုကြည့်လို့ရတယ် motivation ယူလို့ရတယ်သူတို့လေးစားလို့ရတယ် respect ပေးလို့ရတယ် inspire ယူလို့ရတယ် but ဒီအရာတွေပေါ်မှာအများကြီးအချိန်မကုန်မိစေနဲ့ inspire ယူတဲ့အပိုင်းကိုယူစရာရှိတာယူလုပ်စရာရှိတာလုပ်ပါဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာလုပ်လို့အကောင်းဆုံးပဲအဲ့ဒီအချိန်ဆိုတာပေါ့နော်ကိုလူငယ်လို့လက်ခံနေသေးတဲ့လူတွေအကုန်လုံးအကျုံးဝင်ပါတယ်လူငယ်လူလက်အကုန်ပေါ့နော်ဒီ message လေးကိုကြားသိတဲ့လူတွေအကုန်လုံးကိုကြားစေချင်တယ်ဒီနေ့အတွက်အဓိကပြောချင်တာကတော့ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့အချိန်တွေကိုသူများအတွက်အများကြီးပေးပြီးတော့80ရာခိုင်နှုန်းလောက်ကိုသူတို့အတွက်အကုန်နေရ social media မှာတော့ကုန်နေရဆိုလို့ရှိရင်တတိထားပါကိုယ့်အတွက်ကိုပြန်ပြီး focus လေးပြန်ပြောင်းကိုယ့်အတွက်ကိုပြန်ပြီးတော့ခရီးဆိုင်ကိုယ့်အတွက်ကိုပြန်ပြီးတော့ကိုစူးစမ်းမယ့်အရာတွေပေါ်မှာ focus ပြန်ထားပါဆိုတာလေးကိုပြောချင်ပါတယ်အားလုံးပဲ have a nice day ပါကျမနာမည်ကမေတူထုံးမှာမိုင်လို့ခေါ်လို့ရပါတယ်ကျမကတော့ professional life coach တယောက်ဖြစ်ပါတယ်အားလုံးပဲ see you in next video